ကျွန်ုပ်ဒီဒေါက်တာဗစ်ဆွမ်ပါပလလဗနီနီဖြစ်ပြီးအပိုလိုပရန်ဂူလာတွင်အကြီးတန်းအကြံပေးဆေးဘက်အထူးကူအသက်ရှူလမ်းကြောင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေပါသည်ယနေ့တွင်ကျွန်ုပ်ဒီ bronchoscopy အကြောင်းပြောပြလိုပါသည် bronchoscopy ဆိုသည်မှာအမည်တိုင်း bronchus ကိုမြင်နိုင်အောင်ကြည့်ရှုခြင်းဖြစ်ပါသည် scopy ဆိုသည်မှာဒီလုပ်ငန်းစဉ်ကိုဆိုလိုပြီး bronchus ဆိုသည်မှာအသက်ရှူလမ်းကြောင်း၏ချိတ်ဆက်ပေးသောတစ်ပင်ကဲ့သို့သောအစိတ်ပိုင်းဖြစ်ပါသည်ဒါကြောင့်ကျွန်ုပ်က bronchoscopy ဟာအဆုတ်ယောဂအမျိုးမျိုးနဲ့အဆုတ်တွင်းပိုးဝင်ယောဂများကိုရှာဖွေသိရှိရမှာအရေးကြီးတဲ့ကိရိယာတစ်ခုဖြစ်ကြောင်းပြောပြချင်ပါတယ်။ဒါအပြင်နောက်ထပ်အခြားသောအရာဝတ္ထုများကိုဖယ်ရှားခြင်းအလုံးများသောအဆုတ်ရည်များကိုဖယ်ရှားပြီးနောက်ထပ်ဆန်းသက်ရန်ပိုခြင်းတို့တွေလည်း bronchoscopy မှာအထောက်အကူပြုပါတယ်။ bronchoscopy ဆိုတာ day care တနေ့တာအတွင်းပြုလုပ်နိုင်သောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။အဲ့ဒါကတော့မနက်ပိုင်းမှာဆေးရုံတက်ပြီးညနေမှာပြန်အိမ်ပြန်နိုင်ပြီးအိမ်ရောက်ချိန်မှစပြီးတာမန်ဘဝအတိုင်းဆက်လက်နေထိုင်နိုင်ပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ကတစ်အားသက်ဆိုင်ရာဌာနများဥပမာငါစေးစီဌာနကနေခွင့်ပြုချက်ရရှိမယ်ဆိုတာသိစေချင်ပါရဲ့ဘာလို့လဲဆိုတော့ bronchoscopy လုပ်စင်မှာတင့်ကိုအနှဲငယ်သက်သာစေဖို့ဆေးထိုးပေးမှာပါတစုံတစ်ခုသောတုတ်တက်ကိုနှာခေါင်းထဲကနေဖြတ်သွားစေတဲ့မသက်သာမှုတွေကိုမခံစားစေချင်လို့တင့်ကိုသက်သာအောင်ဆေးထိုးပေးမှာပါဒီသက်သာစေတဲ့ဆေးထိုးခြင်းကအပြည့်အဝမဟုတ်လို့တင့်အနေနဲ့မသက်သာမှုမျိုးမရှိပါဘူးတစ်ချိန်တည်းမှာပဲတင်းမတော်မလားဖြစ်သွားမှာမဟုတ်ပါဘူးအထိပ္ပယ်ကတော့တင့်အနေနဲ့အသက်ရှူဆက်လို့အပ်လာမှာမဟုတ်ပါဘူးလုပ်ငန်းစဉ်ကိုစတင်ပြီးတာနဲ့20မိနစ်ကနေ30မိနစ်အထိကြာမြင့်နိုင်ပါတယ်ဒါကြောင့်ကြော20သို့မဟုတ်30မိနစ်ရဲ့အဆုံးမှာလုပ်ငန်းစဉ်မစတင်ပြီးကျွန်ုပ်တို့စီစဉ်ထားသောကြာချိန်ပေါ်မူတည်၍လူနာသည်ပုံမှန်အားဖြင့်နိုးလိမ့်မည်ဒါကြောင့်20သို့မဟုတ်30မိနစ်ကုန်နေရင်လူနာကနိုးထလာပါလိမ့်မယ်ဒါကြောင့်ဒီဆေးထိုးခြင်းကအလွန်နဲ့ဆိုင်တဲ့တက်တာစေမှုမဟုတ်ပါဘူးဒါကြောင့်တင်သိထားတဲ့မှာတဲ့ဒါဟာအထွေထွေမေးဆေးထိုးပြီးလုပ်တဲ့ခွဲစိတ်မှုလိုမျိုးမဟုတ်တာကိုမရှုပ်ထွေးစေရန်ပါကျေးဇူးပြု၍ဒါဟာအထွေထွေမေးဆေးမဟုတ်ကြောင်းသိထားပါဒီလုပ်ငန်းစဉ်ကိုတက်တောင့်တက်တာနဲ့အဆင်ပြေစွာအသက်ရှူလမ်းကြောင်းယောဂအမျိုးမျိုးကိုရှာဖွေသိရှိနိုင်ဖို့အတွက်လှုံ့ဆော်တာပါပြီးသွားတဲ့အခါမှာတော့လူနာကိုကြည့်ရှုစောင့်ကြည့်တဲ့နေရာတစ်ခုကိုပြောင်းရွှေ့ပြီးနာရီအနည်းငယ်ကြာကြည့်ရှုပါတယ်ပြီးရင်အစားအစာတစ်စုံတရာပေးပြီးအိမ်ပြန်ခွင့်ပြုပါတယ်အိမ်ပြန်ရောက်ပြီးနောက်လူနာကနေ့စဉ်ဘဝအလေးထားများကိုပုံမှန်အတိုင်းဆက်လက်လုပ်နိုင်ပါတယ်